ခွင့်ရဖို့ရှင်းနေနန်သားရင်ပေါင်းတို့ဂျိုးချောင်းတိုက်ဆိုင်တဲ့အခါပြုလုပ်တဲ့အခါစိတ်ဆန္ဒရှိလို့ပြုလုပ်ခြင်းတဲ့အခါစီးပွားရေးအတွက်ဒေါ်လာကောင်အကြောင်းမျိုးမျိုးပေါ့ကြုံကြိုက်ခဲ့မယ်ဆိုရင်ဆန္ဒရှိရင်ပြုလုပ်နိုင်ပါတယ်လာပြေနေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တော်နေ့ခါလာပြေနေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တဲ့အခါဇီးပင်မှာဇီးကိုင်းကိုအရှိတောင်တောင်ရက်တို့ထွက်နေတော့ဇီးကိုင်းအားဖြတ်ယူ၍ခုတ်ယူ၍လှော်တက်ပုံသဏ္ဍာန်ပြုလုပ်ပြီးစောင့်ထားခြင်းဖြင့်ခန္ဓာကိုယ်မှာစောင့်ထားခြင်းဖြင့်အလုံးသပွဲတွေထဲ၌စောင့်ထားခြင်းဖြင့်စီးပွားရေးတွေဖြစ်ထွန်းစေပါတယ်အောင်မြင်စေပါတယ်ကံတာတာတွေကောင်းမွန်စေပါတယ်ရှေ့တောင်တောင်ကိုထွက်နေတော့ဇီးကိုင်းကိုဖြတ်ယူခြင်းခုတ်ခြင်းဖြင့်ဇီးကိုင်းကိုရွှေချပြီးစောင့်ထားခြင်းဖြင့်ကောင်းမွန်စေပါတယ်ဇီးကိုင်းကိုတန်လျက်ပုံရုပ်ထုထု၍ဇီးဆိုင်တွေမှာရောင်းရည်နဲ့ပစ္စည်းထွက်လိုတဲ့ပစ္စည်းကိုဇီးကိုင်းလေးနဲ့ရိုက်ချင်းတန်လျက်တို့နဲ့တို့ပေးခြင်းဖြင့်ရောင်းကောင်းစေနိုင်ပါတယ်တန်လျက်ကိုရွှေချစိမ်ပြီးတော့ရေစိမ်ပြီးတော့အိမ်ရှိမျက်နှာသားတို့ဆိုင်တို့ဈေးဆိုင်တို့မှာဖြတ်ပတ်ဖြန်းပေးခြင်းဖြင့်ရောင်းဝယ်တွေကောင်းမွန်စေနိုင်ပါတယ်ဇီးကိုင်းကိုဖြင့်ဇီးကိုင်းကိုရွှေချထားတော့ဇီးကိုင်းဖြင့်ဈေးဆိုင်တွေမှာရောင်းသောပစ္စည်းများကိုရိုက်ခတ်ပေးခြင်းဖြင့်ရောင်းထွက်စေလို့ပြောပြီးရိုက်ခတ်ပေးခြင်းဖြင့်ရောင်းဝယ်တွေတွက်လက်စေနိုင်ပါတယ်ဇီးကိုင်းကိုကင်ဆောင်မဲ့သူလှော်တက်ပြုလုပ်၍ကင်ဆောင်မဲ့သူတို့သည်ဖျားကုံတော်၉ပါးကိုရွတ်ပတ်တဲ့ဆင်ပြီးတော့မှကင်ဆောင်၍ခြင်းပြုပါမေတ္တာဖို့ပါမေတ္တာထားပါမေတ္တာရွတ်ပါမေတ္တာတုတ်ခွင့်ပေးခြင်းမေတ္တာပို့သခြင်းဖြင့်ကောင်းမွန်စေနိုင်ပါတယ်ဇီးကိုင်းရှေ့တောင်တောင်ကိုထွက်နေတော့ဇီးကိုင်းအားဖြတ်ယူ၍လှော်တက်ပုံသဏ္ဍာန်ပြုလုပ်ပါခန္ဓာမှာစောင့်ထားခြင်းအလုံးသပွဲတွေမှာစောင့်ထားခြင်းဖျားစင်မှာတင်ထားခြင်းဖြင့်ထူးကောင်းမွန်စေနိုင်ပါတယ်တချို့ကတော့အချိန်ခါရွေးကြတယ်ပေါ့အချိန်ခါကတော့ကိုယ်ပါကိုစိတ်ဆန္ဒရှိလို့ရွေးပါမနက်ပိုင်းခုတ်ယူပြီးမုတ်ဆိုးရွှေအိုးရကိန်းဆိုတာကတော့အင်္ဂါနေ့နဲ့တိုက်ဆိုင်တဲ့ခါညနေ3နာရီ6နာရီတွင်းနေပေါ့3နာရီခွဲ6နာရီတွင်းနေမှာတချို့ကပြုလုပ်လို့ရှိကြတယ်ဖြည့်ပြားကတော့